ရှိရင်ကျွန်တော်ပြစမ်းပါကျွန်တော်ကြည့်ကြလို့ပါဗမာပြည်မှာလာချုပ်တဲ့အထည်ချုပ်စက်ရုံဟာတရက်ကိုဗျာကဲခင်ဗျစဉ်းစားကြည့်1000ပေးရင်တောင်မှ$2ခွဲပဲရှိတယ်ခင်ဗျ$2ခွဲနဲ့စက်ချုပ်တဲ့အတိုင်းပြည်ကဘာမှာမရှိဘူးဗျာနော်ဘင်္ဂလားဒေ့ရှ်တောင်မှာ$9ရနေဒါကျွန်တော်အမှန်တိုင်းပြောပြတာဆိုတော့ဗမာတနိုင်ငံကိုပဲ ILO ဥပဒေတွေရောလေဘာဥပဒေတွေရောချိုးဖောက်ပြီးတော့လှုပ်ချင်အောင်လှုပ်လို့ရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ဗမာနိုင်ငံသူနိုင်ငံသားတွေကိုပြောပြချင်တာဗမာနိုင်ငံမှာဆက်ချုပ်နေတဲ့လူတွေအားလုံးဟာတရုတ်လာလုပ်တဲ့ကုမ္ပဏီတွေအားလုံးမှာတရက်ကို$2လောက်ပဲရတယ်ကဘာမှာ$2ရတဲ့တိုင်းပြည်မရှိတော့ဘူးဗျနော်ကျွန်တော်စိတ်မဆိုးပါနဲ့ကျွန်တော်မုန်းလည်းမမုန်းဘူးကျွန်တော်မွေးခဲ့တဲ့ကြီးပွားခဲ့တဲ့ကျွန်တော်ကြီးပြင်းခဲ့တဲ့တိုင်းပြည်မှာရတင်ရထိုက်တာတွေဒီလိုမတရားလုပ်နေတာတွေကိုကျွန်တော်အခုအမေရိကန်နိုင်ငံသားတယောက်လည်းဖြစ်တယ်အစိုးရဝန်ထမ်းတယောက်လည်းဖြစ်လာတဲ့အချိန်မှာဒီနေရာမှာနစ်နာနေတဲ့နစ်နာမှုကြီးဟာကမ္ဘာ page နဲ့ကမ္ဘာရဲ့ wage pay နဲ့တွားကြည့်ရင်မြန်မာကတကမ္ဘာလုံးရရှိတဲ့နော် pay ဒီ pay ရမယ် wage pay ထဲမှာမြန်မာက15%ပဲရတာတဲ့ဒါခင်ဗျားတို့တွားရှာကြည့်ပါနော်တကဘာလုံးလှုပ်သားတွေခံစားရတဲ့ရနေတဲ့ဥစ္စာရဲ့15%ပဲဗမာလှုပ်သားတွေကိုပေးပြီးတော့ကုန်သွေးစုပ်အမြတ်ထုတ်တာကျွန်တော်ပြောတာကโอเคအာနာပိုင်တွေစစ်ကောင်းဆောင်တွေစစ်အစိုးရတွေနဲ့ပေါင်းပြီးတော့အမြတ်ထုတ်တာကိုသူတို့အချင်းချင်းဖင်ရက်စားပြူလုပ်တာကိုတော့ကျွန်တော်မွေးဖမ်းလို့ပါဘူးဘာဖြစ်လို့ဆိုတော့โอเคသူတို့ပြည်လေတယ်ဒါပေမဲ့အဲ့ဒါတွေမဟုတ်တပြည်လုံးကိုတောင်မှကဘာကပေးထားတဲ့85%ရဲ့အောက်က wage pay မျိုးနဲ့တရုတ်ကလာအမြတ်ထုတ်ထားတာဒါဆိုရင်အီရန်ကိုရောကဲကျွန်တော်ဒီဘက်ကိုပြန်လှည့်ခြင်းလို့ပါဘယ်လောက်အမြတ်ထုတ်ခဲ့ပြီလဲတဘာထဲမှာဘယ်နှကာလန်ရှိလဲခင်ဗျားတို့သိလားခင်ဗျားတို့တွက်ကြည့်ကိုကိုခဲမှာခောက်ကြည့်လိုက်ဦးโอเคရေနံစိမ်းတဘာတွေကိုပေါ့နော်ဘယ်နှကာလန်ရှိလဲအဲ့ရေနံစိမ်းကို purify လုပ်လိုက်ရင်ဘယ်နှကာလန်ထွက်တယ်ဒါတွေလည်းလိလာတဲ့ဒါပေမဲ့ကဘာပေါက်ဈေးက80လောက်ရှိနေတဲ့အချိန်မှာတရုတ်က30လောက်ပေးပြီးတော့ယူနေတာပြီးတော့အီရန်ကိုတရုတ်ကရွမ်ငွေနဲ့တတ်မှတ်ပြီးတော့ပတ်စံပေးတာမဟုတ်ဘူးစစ်လက်နက်ပစ္စည်းတွေပို့တာအီရန်ပြည်သူတွေအတွက်ဆေးဝါးတွေအစားအသောက်တွေအာဟာရဖွံ့ဖြိုးမှုတွေလူနေမှုစနစ်တွေလမ်းပန်းဆက်သွယ်ရေးတွေအနာဂတ်ယုံကြည်ချက်တွေနော်အဲ့ဒါတွေကြဆုံးသွားတာဗျာကျွန်တော်အီရန်ပြည်သူတွေကိုကျွန်တော်မုန်းလို့ပြောနေတာမဟုတ်ဘူးအမျက်ထုတ်ခံရတာကိုပြောတာဒါဆိုရင်ခင်ဗျအခုတိုက်နေတဲ့အမေရိကန်အမျက်ထုတ်သလားပေါ့ခင်ဗျအမေရိကန်အမျက်ထုတ်တယ်လို့ခင်ဗျားတို့ပြောတာကိုကျွန်တော်ကလည်းလက်ခံပြီးမှဟုတ်ပါတယ်အမျက်ထုတ်ပါတယ်ဒါပေမဲ့အမေရိကန်ဒေါ်လာနဲ့ကမ္ဘာ stock ပေါက်ဈေးနဲ့အမေရိကန်ကသူ့ဒေါ်လာကိုသုံးစွဲပြီးတော့သူရတဲ့အမြတ်ကိုထုတ်တာနော်ဘယ် stock ပေါက်ဈေးမှလည်းမရှိဘူးယွမ်နဲ့နှိမ်ဝယ်ပြီးတော့စစ်လက်နက်ပစ္စည်းတွေစစ်အသုံးဆောင်ပစ္စည်းတွေနဲ့ဒီအီရန်အာဏာပိုင်တွေ95%ရဲ့ချမ်းသာကြွယ်ဝမှုကိုပေးပြီးတော့လူထုရပိုင်ခွင့်ကို9%လောက်နဲ့တရုတ်ကအမျက်ထုတ်နေတာကိုရောခင်ဗျားတို့ဘယ်လိုပြောမလဲအီရန်ငွေကြေးဆိုတာကဘာမှာလဲလှယ်ပြောင်းလဲဖို့ဘယ်အိတ်ချင်းမှလက်မခံတော့တဲ့အခြေအနေရောက်သွားလို့ဆန္ဒပြပွဲတွေဖြစ်တာလေနော်ဆိုတော့ကျွန်တော်ကလားမုံနဲ့တရုတ်မုံနဲ့ခင်ဗျားလူမွေးလာတာဘာသာမှပါမလာဘူးခင်ဗျားရှင်းလေးပဲလာပြောမနေနဲ့လူမျိုးလဲပါမလာဘူးနော်အဲ့လိုပါမလာတဲ့အတွက်ကျွန်တော်အဲ့လိုမဟုတ်တော့ဘူးနော်ဟိုကတုံးနေပေါက်ပန်း40ပြောလဲကျွန်တော်ပြောတယ်ခရစ်ယာန်ဘာသာဝင်တွေပေါက်ပန်း40ပြောလဲကျွန်တော်ပြောတယ်နော်အစ္စလာမ်ဘာသာဝင်တွေပြောလဲကျွန်တော်ပြောတယ်ဆိုအဲ့လိုမဟုတ်ကျွန်တော် analysis နဲ့ကျွန်တော်သွားတာနော်ကျွန်တော်တရုတ်ခွဲဆန်းစစ်ပြီးတော့မှကျွန်တော်လက်ခံတာဆိုတော့အခုတရုတ်ကဘာဖြစ်လာလဲဆိုတော့ဒီအီရန်ကစီလမ်းကြောင်းကြီးရဲ့85%ကိုတရုတ်ကဝယ်တာဒါခင်ဗျားတို့နားလေအောင်ထပ်ရှင်းပြအောင်မယ်တရုတ်ကချက်ပြီးသားစီကိုဝယ်တာမဟုတ်ရေနံစိမ်းကိုဝယ်သွားတာโอเคဒါလည်းမှန်တယ်တရုတ်ပြည်မှာ purify ပြန်လုပ်ရတယ်โอเคအဲ့ဒီ purify လုပ်ဖို့အတွက်ကူမင်းကြောက်ဖြူစိတ်ကန်းကိုလည်းတွားရတယ်
โอเคပါကစ္စတန်စိတ်ကံကနေလည်းတင့်တယ်တနေရာတည်းတော့မဟုတ်ဒါကိုမိတ်ဆွေတို့သိအောင်ကျွန်တော်ရှင်းပြတာဗျကျွန်တော်ယဉ်ကျေးစကားပြောပြတာနော်ပြီးတော့အဲ့ဒီကိုမလကာစထရိတ်ကိုဖြတ်ပြီးတော့လဲသွားတယ်ပြီးတော့လမ်းကြောင်း3ခုနဲ့သွားတယ်ပါကစ္စတန်စိတ်ကလည်းသွားတယ်ကူမင်းကြောက်ဖြူကဖောက်ထားတဲ့ဒီပိုက်လိုင်းကလည်းသွားတယ်ပြန်ဆုပ်သွင်းတယ်တရုတ်ပြည်ကိုရောက်အောင်ပြီးတဲ့အခါကျတော့မလကာစထရိတ်ကိုလည်းဖြတ်ပြီးတော့သွားတာရှိတယ်ဟုတ်ပြီသူ့ရဲ့သွားစိတ်လာစိတ်ကြိုချက်စိတ်အားလုံးကိုသူကတွက်ချက်ပြီးတော့မှသူက80ရာခိုင်နှုန်းဈေးပြန်တင်လိုက်တယ်ဒါပေမဲ့သူရှုံးတာဆိုမရှုံးဘူးလေမရှုံးဘူးအာရှရဲ့စီအားလုံးဟာတရုတ်ရဲ့ under control မှာရှိနေတယ်စင်ကာပူကသင်္ဘောတွေအားလုံးကစင်ကာပူပိုင်းဆိုတာ20ရာခိုင်နှုန်းတောင်မှမပြည့်ဘူးတဲ့စင်ကာပူပိုင်တဲ့သင်္ဘောမလေးရှားဆိုရင်3ရာခိုင်နှုန်းပဲရှိတယ်အင်ဒိုနီးရှား 1.1 ပဲရှိတယ်ဗမာဆိုတစ်စင်းမှမပိုင်ဘူးတဲ့ကဲဗမာဆို0ပဲရှိတယ်ဒါကျွန်တော်ပြောပြထိုင်းတော်မှာ 3% ပိုင်တယ်ထိုင်းဒီစီတင်သင်္ဘောဒါကျွန်တော်အမှန်ပြောပြနေတာဆိုတော့တရုတ်ကအာရှဈေးကွက်ကိုပါပြန်ကင်ထားတာအခုဖြစ်လာတဲ့အခါကျတော့တရုတ်ကသူ့မှာတူလှောင်ထားတဲ့စီ6လစာရှိတယ်သူကိုယ်တိုင်ကြီးညာထားတယ်ဒါပေမဲ့အီရန်ကစီတွေကိုမင်းတို့စစ်ဖြစ်ခြင်းဖြစ်ခွေးဖြစ်ခြင်းဖြစ်တထေးဖြစ်ခြင်းဖြစ်မင်းတို့ကိစ္စနဲ့မင်းတို့ဖြစ်တာငါတို့နဲ့မဆိုင်ဘူးငါစီသင်္ဘောတွေကိုထွက်လာပြီးတော့ငါအာရှကိုအခုလိုစစ်ဖြစ်နေတဲ့အချိန်မှာလဲဂုတ်သွေးစုပ်မယ်ငါစီသင်္ဘောတွေကိုမင်းတို့လွှတ်ပေးဆိုပြီးတော့လှုပ်တဲ့အချိန်မှာအမေရိကန်တရုတ်သင်္ဘောကိုပစ်ထည့်လိုက်တယ်နော်ဒါ the president for Trump ဆိုတဲ့ page မှာတော့ဖတ်ကြည့်လိုက်အဲ့မှာတရုတ်ကဒီစစ်ပွဲကြီးကိုသူတို့ကြည့်နေရတာမျက်လုံးတဟဇာတမဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးပြောလာတယ်โอเคဒါဆိုရင်တရုတ်လည်းစစ်ထဲဝင်လိုက်ပါလားလို့ဒီနေ့အစည်းအဝေးမှာတရုတ်စစ်ထဲဝင်ရင်ဘာဖြစ်သွားမလဲပေါ့ဗျာကျွန်တော်မေးတော့လူကြီးတန်း1500လေအမေရိကန်မှာစစ်တိုက်နေတယ်ခင်ဗျားတို့ဗမာပဲတရွရွဖြစ်နေတာအမေရိကန်လူတွေစိတ်ကိုမဝင်စားဘူးအမေရိကန်လူတွေစစ်ပွဲဖြစ်ကြောင်းဘယ်အချိန်မှသိလဲဆိုတော့ဒီနေ့ဆိုရင်ဗျာဓာတ်ဆီဆိုင်တွေတော်တော်များများပြား60လောက်တက်သွားတယ်အမေရိကန်ပြား60တကားလန်ကိုတက်ပြီဆိုရင်စစ်6လတိုက်လို့ရတယ်အဲ့ဒါခင်ဗျားတို့မှတ်ထားအောင်တကားလန်ကိုပြား60တင်လိုက်တာအမေရိကန်မှာတရက်ကို3.5 billion gallon 3.5 billion gallon consumption ရှိနေတယ်သုံးစွဲနေတယ်3.5 billion gallon ကိုပြား60တင်လိုက်တယ်ဆိုရင်3.5 billion gallon ကိုခင်ဗျားတို့နှောက်ကြည့်လိုက်လေကျွန်တော်ပြောနေတာဆိုတော့ဘူးမသိဘာမသိတွေတိတ်များတယ်ဗျတရုတ်ကအခုသူအာရှကိုဂုတ်သွေးစုပ်ရမယ်အကျိုးအမြတ်ကိုမရှိတော့လို့သူ့နိုင်ငံမှာတော့တုံးဆွဲဖို့ရှိလို့ဗျဒါကြောင့်တရုတ်စစ်ထဲဝင်လာရင်လည်းကျွန်တော်တို့ကြိုဆိုရမယ်ဘာကြောင့်ကြိုဆိုရမလဲဆိုတော့သူလူကြီးတန်း1500ကိုစစ်ဘယ်နှလလောက်သူတိုက်မှာကျွန်တော်သိချင်တရုတ်နိုင်ငံ10ချမ်းလောက်ကွဲသွားမယ်ကျွန်တော်တို့အမေရိကန်အစိုးရတွေကြောက်တာတခုပဲရှိတယ်ဒါကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တောင်းခံပြီးပြောတာတရုတ်နဲ့စစ်ဖြစ်တာပြဿနာမရှိဘူးဗျအဲ့တရုတ်တန်း1500ကြီးကွဲပြဲအောင်ကြွပြီးတော့အာရှနိုင်ငံတွေကိုဝင်သွားရင်အဲ့ဒီနိုင်ငံရဲ့စီးပွားရေးလူမှုရေးအကုန်လုံးပြည့်စည်သွားမှာကိုအမေရိကန်ကအရန်စိုးရိမ်နေတာလူတွေတန်း1500ကတန်း900ပဲအာရှနိုင်ငံတွေကိုဝင်သွားခင်ဗျားဗမာနိုင်ငံမရှိတော့ဘူးထိုင်းမရှိတော့လာအိုမရှိတော့အင်ဒိုနီးရှားမရှိတော့စင်ကာပူမရှိတော့မလေးရှားမရှိတော့နော်ကမ္ဘောဒီးယားမရှိတော့ဘူးအဲ့ဒါကိုတစ်ချိန်ကျရင်ကမ္ဘာသမိုင်းမှာအမေရိကန်ရောက်ဆိုတော့လက်မျိုးထိုးမှာစိုးလို့အမေရိကန်ရဲ့ policy အရထိမ့်ထိမ့်တိမ်တိမ်ညီညီနိုင်နိုင်လုပ်နေတာပဲရှိတယ်ကျွတ်နေတဲ့ကိစ္စတခုမှမရှိဘူးခင်ဗျအပြင်မှာစစ်တပ်ထွက်ပြီးတော့တိုင်းပြည်ကိုထမင်းမကျွေးနိုင်တာပူတင်ပဲရှိတယ်ဇလန်စကီပဲရှိတယ်အဲ့ဒါခင်ဗျားတို့မှတ်ထားဖို့နော်အမေရိကန်စစ်ဖြစ်နေတာအမေရိကန်လူ